အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ချန်ပီယံလေးဂျော်ရှွာဘန်ရဲ့ဒုတိယကြိမ်ချန်ပီယံခပတ်ကာဝယ်ပွဲကြီးကလက်ရှိမှာသတင်းတွေမျိုးစုံထွက်နေတာဖြစ်ပြီးတော့သတင်းတခြားလည်းပိုးစိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီအဲ့တော့ခုလာမယ့်စနေမှာလာတဲ့မှာချန်ပီယံဟောင်းပန်လိုဂျာနဲ့ဒုတိယခေါင်းဝဲမှာဂျော်ရှွာဘန်ချန်ပီယံကာဝယ်ရမယ်ဆိုတဲ့သတင်းကအခုလက်ရှိနေထားရတော့95%လောက်အထိအတီးပြုလို့ရပါတယ်ဂျော်ရှွာဘန်ကိုယ်တိုင်ကမနေ့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ training ဆင်းနေတဲ့ပုံတွေမကြမီလာမယ်ဆိုတဲ့ caption နဲ့သူရဲ့ချန်ပီယံခပတ်ကာဝယ်ပွဲလာတော့မယ့်အကြောင်းအားလုံးကိုသိပေးခဲ့တာပါဒါမဲ့ UFC ဘက်ကတော့ဂျော်ရှွာဘန်နဲ့ပန်လိုဂျာတို့တွေ့ဆိုင်ကိုလက်ရှိချိန်ထိ UFC တရားဝင်ပေးကနေကြီးညာလာခြင်းမရှိသေးတာပါဒါကတော့ပွဲကစနေမှာလားဆိုတဲ့အနေအထားမှာဝေးသေးလို့မကြီးညာသေးတာလည်းဖြစ်နိုင်ပါတယ်ဂျော်ရှွာဘန်ကတော့ဒီဘက် UFC 329ပြန်မဲ့ဖို့တက်ရောက်ပြီးတော့မနေ့ကပဲလေ့ကျင့်ခန်းတွေအပြင်းထန်ဆင်းနေတာပါဆိုတော့ Flyweight ချန်ပီယံဖိုင်ယာတယောက်အဖြစ်ဂျော်ရှွာဘန် UFC 329ပြန်မဲ့ဖို့တက်ရောက်တဲ့အနေအထားမှာသတင်းမီဒီယာသမားတွေကဘန်ကိုရခန်ဒနာနဲ့အင်တာဗျူးရကြတာပါသတင်းတော်တယောက်က Flyweight ချန်ပီယံတယောက်ဖြစ်တဲ့အတွက်ဘန်အတွက်ဂုဏ်ယူတဲ့အကြောင်းနဲ့ဘန်ရဲ့နောက်ထပ်ချန်ပီယံခပတ်ကာဝယ်ပွဲနဲ့ပတ်သက်ပြီးမေးမြန်းခဲ့တာပါအဲ့ဒီမေးခွန်းကတော့ဂျော်ရှွာဘန်ခုလိုပဲပြန်ဖြေသွားခဲ့တာပါဂျော်ရှွာဘန်ကနောက်ထပ်ကျွန်တော်ရဲ့ပြန်ဘက်ကပန်လိုဂျာပဲဖြစ်ရမှာပါပန်လိုဂျာမထိုးလို့မာလီကန်နဲ့ဆိုလဲပြဿနာမရှိပါဘူးဘယ်ဖိုင်ယာပဲလာကျွန်တော်ထိုးမှာပါဘယ်တော့မှလည်းပြန်မရွေးသလိုနောက်လဲလုံးဝရွေးမှာမဟုတ်ပါဘူးအဲ့တော့ UFC ဘက်ကတီးပေးတဲ့သူကကျွန်တော်ရဲ့ပြန်ဘက်ပါချန်ပီယံကာဝယ်ပွဲကိုတော့အခုချက်ချင်းတော့ထိုးကျင်တာပါမနေ့ကထိုးမဲ့ဆိုလဲအစင်သင့်ပါနေမကုန်းငယ်မှာတော့ချန်ပီယံကာဝယ်ပွဲဖြစ်ဖို့များပါတယ်ကျွန်တော်ဘက်ကတော့လေ့ကျင့်ခန်းတွေပြင်းထန်ဆင်းမယ်နောက်ဝဲမှာချန်ပီယံဆက်လက်ကာဝယ်မယ်ဆိုပြီးပြောသွားခဲ့တာပါလက်ရှိဖလောင်ဝဲတဲ့ချန်ပီယံဂျော်ရှွာဘန်ကတော့ချန်ပီယံဖိုင်တာတယောက်ပြီးသူရဲ့နောက်ထပ်ချန်ပီယံကာဝယ်ပွဲမှာဘယ်ဖိုင်တာပဲလာလုံးဝပြန်မရွေးပဲလက်ခံထိုးမဲ့ဆိုပြီးပြောသွားခဲ့တာပါအဲ့ဒီပွဲကိုလည်းအခုချက်ချင်းတော့ထိုးလို့ရတဲ့အကြောင်းနဲ့သူပဲချန်ပီယံဆက်လက်ကာဝယ်ပြမယ်ဆိုပြီးပြောသွားခဲ့တာပဲဖြစ်ပါတယ်